စောစီတက်ကိုထိုင်းဝဲကအပိုင်တွဲပြီးငချောက်တန်းဖလားမှာအချိန်ကြီးကောင်းနေစေကေကြီးပရိသတ်များလုံးမဲ့မင်္ဂလာများဖိုးယူမီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကေကြီးတို့ကတော့အမတ်ပေးဖလားမှာအနှုံချဆုံးပြလွန်တဲ့ချိန်စွမ်းကြောင့်14မှန်ရောက်နေခဲ့ရပေမဲ့တစ်ဆင့်နဲ့ငချောက်တန်းဖလားမှာတော့ရှုံးပွဲမရှိအချိန်ကြီးကောင်းနေတာဖြစ်ပါတယ်ကေကြီးတို့အုပ်စုစစ်မှာရှုံးပွဲလုံးဝမရှိခဲ့တယ်လို့ရှုံးထွက်အဆင့်မှာလည်းစောစီတက်ကိုအဝေးကွင်းမှာတေးခန့်ကအုတ်တာ4မှာဂိုးပြအနိုင်ယူပြီးကွာတာဖိုင်နယ်အဆင့်ကိုတက်လန်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်စပိန်နဲ့တွေ့တိုင်းရှုံးပေးရလို့ကေကြီးတို့စပိန်ကုန်းဆိုတဲ့နာမည်ပြောင်းကိုခြေဖြတ်ဖို့ဒီချိန်အိမ်ကွင်းမှာတော့ဒိုင်းဝဲကအပိုင်တွဲခဲ့ကြတာဖြစ်ပါတယ်ခွဲတဲ့တိုင်းကကေဂျီတို့အတွက်ပိန်းနေသည့်ဒလေကြီးလက်ဆောင်ပေးခဲ့တယ်လို့ပြန်မဲ့ကစားသမားကပါအနီးကပ်နဲ့ထုတ်ပယ်ပေးခဲ့တာကြောင့်ကေဂျီတို့အတွက်လွယ်ကူလုံးနဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ကေဂျီတို့ကွာတာဖိုင်နယ်မှာပြင်သစ်ကလပ်လိုင်ယော်တင်းနဲ့ကစားသွားမှာဖြစ်ပြီးနောက်ရသည့်ဒမ်ဘလာဝင်ရရေးအတွက်ငချောက်တန်းဘလာကိုအမှန်ကန်ရယူသွားဖို့ပြင်ဆင်ထားကြတာဖြစ်ပါတယ်။ကေဂျီတို့ပွဲထွက်အခင်းချင်းမှာစင်မြိုင်တို့စီကမုတ်ဖိုးတာပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားတဲ့18နှစ်သားလူငယ်နောက်ခံလို့ဟေဘန်ကိုရဲရဲဝံ့ပွဲထုတ်လာခဲ့ပါတယ်။အခြားပွဲထွက်ကစားသမားတွေပြင်အိုလာနာဒီလစ်မာဇာရာဘီဒါလော့ဒိုဂိုကက်စမဲရိုဘရူနိုဖိုင်နယ်တက်ကာနာချိုဇက်တီလိုနဲ့တူဝိုင်လန်တို့ကပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။ကေဂျီတို့နီးပြအမိုရင်ကဒီပွဲမှာဒန်ယာကပြန်လည်တက်တာလာတဲ့ဥကာဂျေးကိုနားပေးခဲ့ပြီးအရန်ခုံမာသာရှိနေစေခဲ့တာဖြစ်ပါတယ်။ပရမိုင်းကတော့ကေဂျီတို့ကပဲဘောလုံးပိုင်ဆိုင်ပေါ်တာကြီးယူကစတင်ခဲ့ကြပြီးဆိုစီတက်ကိုဖိအားပေးကစားခဲ့ကြပါတယ်။ပွဲစားပြီးသိမ်းမကြခဲ့ပါတယ်။ကေဂျီတို့ပြန်ဘက်ကိုပန်နယ်တီခွင့်ပြုပေးခဲ့ရပြီးအဲ့တဲ့အသင်းရဲ့ဥဆောင်ခြင်းကိုခံခဲ့ရပါတယ်။ဥဆောင်ကိုပေးလိုက်ရပေမဲ့ကေဂျီတို့ကတည်တည်ငြိမ်နဲ့ခြေပါကိုပြန်ရဖို့ကြိုးစားခဲ့ကြပြီး6မိနစ်အကြာမှာတော့ကေဂျီတို့ပန်နယ်တီပြန်ရခဲ့ပါတယ်။ရလာတဲ့ပရန်တီခွင်ရေးကိုကေဂျီတို့ရဲ့ဒိုင်ငံပိန်းနေသည့်စားသုံးသူကြီးဘရူနိုဖိုင်နယ်တက်ကပဲအမှားရမရှိအတုံးချကကေဂျီတို့ခြေပါကိုပြန်ရခဲ့ပါတယ်ခြေပါကိုပြန်ရပြီးတောက်လျှောက်တို့လို့ကေဂျီတို့ဘက်ကတောက်လျှောက်ဂိုးသွန်ကင်းမှုတွေပဲအချင်းချင်းဆက်လုပ်နိုင်ခဲ့ပါတယ်ပွဲချိန်မိနစ်30မှာစတိုင်မလန်နဲ့ဟွိုင်လန်ရဲ့အဆုံးသက်အန်အားသင့်ပွဲညံလွန်းလာကြောင်းကေဂျီတို့နေတာခဲ့ရပါတယ်ပရမိုင်းဘီကန်ဒီမှာတော့ဆိုစီတက်တို့ပြန်ပြီးဖိအားပေးနိုင်ခဲ့ကြကဂိုးပေါက်ချင်းချောင်မှုတွေပြုလုပ်နိုင်ခဲ့ကြပါတယ်ပဲဒီညလုံးနဲ့ကေဂျီတို့ရဲ့ခံစစ်ကြောင့်ထိရောက်မှုမရှိဖြစ်ခဲ့ရပါတယ်ပရမိုင်းကတော့1-1နဲ့သာအဆုံးသက်ခဲ့ရပြီးဒုတိယပိုင်းဆက်လက်ကစားခဲ့ကြပါတယ်ဒုတိယပိုင်းကစပြီး3မိနစ်အကြာမှာပဲဇန်စီရဲ့ကန်ချက်ကပြန်ထွက်လာတဲ့ဘောလုံးကိုဒိုဂိုပိတ်သွင်းမှုစူးစမ်းရင်းကနေကေဂျီတို့ဒုတိယမြောက်ပနတီရခဲ့ပါတယ်ရလာတဲ့ပနတီကိုဘရူနိုကပဲအဆုံးသက်ကဧည့်သည်အသင်းကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်ဦးဆောင်ကိုရပြီးတော့ကေဂျီတို့ကပဲပွဲကိုစိုးမိုးကနောက်ထပ်ခြေပါကုန်းတွေရဖို့ကြိုးစားလာခဲ့ကြပါတယ်ပွဲချိန်63မိနစ်မှာတော့ဒိုဂူကိုနောက်ဆုံးခံစင်မှုအနေနဲ့ဆွဲထဲခဲ့တဲ့ဆိုစီတက်နောက်ခံလို့ဒိုင်းရဲ့အနေကနေထုတ်ပယ်ခံခဲ့ရကပွဲကပိုပြီးတစ်ဖက်သက်ဖြစ်သွားခဲ့ရပါတယ်ကေဂျီတို့ဂိုးပေါက်ဖြင်းချောင်းမှုတွေအစမပြတ်ပြုလုပ်ခဲ့ကြပြီးတရားရောက်သွားတဲ့ပြိုင်ဘက်ကိုဂိုးပြအနိုင်ရဖို့ကြိုးစားခဲ့ကြပါတယ်ပွဲချိန်84မိနစ်မှာတော့အေရီယာအတွင်းဒိုဂူလဲချခဲ့တာကြောင့်ကွဲလက်တိုင်းကကေဂျီတို့ကိုတတိယမြောက်ပနတီအဖြစ်ထပ်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းပနတီ3လုံးအနီကတကယ်ထိဖြစ်ကရုပ်ပေါက်သွားမှဆိုတာကြောင့်ဒိုဂူကသူ့အနေနဲ့သူလဲလာဖြစ်ကြောင်းကွဲလက်တိုင်းကိုအတီးပေးကရိုးသားတဲ့ဖိုးကွာအဖြစ်နေဝဲကောင်းယူခဲ့ပါတယ်ဒိုဂူရဲ့ရိုးသားတဲ့ဖိုးကွာတော့ရဲ့ကြောင့်ဘရူနိုဖိုင်နယ်နဲ့ဟတ်ထရစ်ကိုရင်ပယ်ဖျက်ခဲ့ရပေမဲ့တိတ်မချခင်မှာပဲတံမြန်တိုင်းစစ်ကနေဘရူနိုဖိုင်နယ်ကကေဂျီတို့အတွက်တတိယမြောက်ဦးဆောင်ကိုသွင်းယူပေးခဲ့ပါတယ်ဒီသွင်းကိုကြောင့်စစ်တီလေးသိန်းဘရူနိုဖိုင်နယ်တက်ဟာငချောက်တန်းဖလားသမိုင်းမှာသွင်းကိုအများဆုံးနဲ့ဖန်တီးမှုအများဆုံးကစားသမားအဖြစ်စံချိန်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်3-1နဲ့ယူနန်သွားတဲ့ဧည့်သည်အသင်းကိုကေဂျီတို့အရှောင်မပေးခဲ့ပဲနာချင်းချင်းပေါ်မှာဒါတော့ကဂိုးထပ်သွင်းခဲ့တာကြောင့်4-1ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲကိုပုံဖော်နိုင်ခဲ့ကြပါတယ်